ngala bain tala sa chara be tatami mya atwa chamai thi boy lu ngwe ji nai kwe sa chen mya hu ta lo be phacha pe ma be phit pa de bya Tijin di kala mo ma ngala bain lo kala mo ma chara be tatami de ya atat cha amyan san ပြောင်းလဲနေတဲ့ကာလမျိုးရောက်ရှိလို့နေပြောရမယ်ဆိုလို့ရှင်ကောင်းတဲ့လက်ဆုံးတဲ့လက်ပြောင်းလဲနေတဲ့ပုံစံမျိုးဖြစ်နေတယ်။ကောင်းလို့ရှင်သူများတွေလိုက်မယ်မီအောင်လို့ကောင်းမယ်။ကြပြီဆိုလို့ရှင်လည်းသူများတွေနဲ့မတူဘူးကန်ဆုံးမုန်းအောင်ကြားမဲ့ချိန်မှာရှိလို့နေတယ်။ဥစ္စာပြည်တင်ကိုကြီးမနဲ့ပတ်သက်လို့ရှင်တော့အဖြူမဲ့မသေးဝဲကိစ္စမျိုးတွေနဲ့ကြုံတွေ့ရတတ်တယ်။ပြောမယ်ဆိုလို့ရှင်ဝင်နဲ့ထွက်ဝင်တွေကမျှနေတတ်တယ်။ဒီဘက်ကဝင်ဟိုဘက်ကထွက်အဲ့ဒီပုံစံမျိုးဖြစ်နေတယ်။ငွေမမြဲဘူးဖြစ်နေတယ်ဗျာ။ မိတ်ဆွေမောင်တဲ့နဲ့ပတ်သက်လို့ရှိရင်မိတ်ဆွေတို့တတိထားပြီးတော့ပေါင်းပါမိတ်ဆွေတွေကိုဒုက္ခပြီးတတ်တယ်မိတ်ဆွေတွေကြောင့်ကိုနည်းနည်းလေးအခက်အခဲကြက်တယ်ဖြစ်နေတတ်တယ်ဗျာအိန္ဒိယထိုင်ခင်လုံးနေထိုင်ခင်နဲ့ပတ်သက်လို့ရှိရင်အစင်မျိုးမျိုးလေးနဲ့ကြုံတွေ့နေရတတ်တယ်ကန့်လန့်ပုံစံမျိုးဖြစ်နေတတ်တယ်အလုံးလျှောက်တဲ့လူအနေနဲ့ဆိုလို့ရှိရင်အလုံးကမရနိုင်သေးဘူးပြောမှဆိုကိုယ်အလုံးခေါ်မလို့မခေါ်မလို့နဲ့ကန့်လန့်လေးနဲ့မပြီးမပက်တဲ့ပုံစံမျိုးလေးဖြစ်နေတတ်တယ်တေချာတခုကတော့ လှုပ်ရှိရဲ့လူနေနဲ့ဆိုလို့ရှိရင်အဲ့ဒီလှုပ်မှာမပြောဘူးလှုပ်ပြောနေတဲ့စိတ်တွေပေါ်နေဗျာတတမီအောင်နဲ့ငယ်တာတွေရှိခဲ့မယ်ဆိုလို့ရှိရင်တတမီအောင်နဲ့ငယ်တာတွေကိုယ်စီကနေထော်ဝတ်တက်ဗျာတတိရောထားပါအဖက်တော်လေးလည်းပြတ်တော့နေတက်ဗျာရန်နေတဲ့ကနောက်ချက်နဲ့ပတ်သက်ပြီးပြောရမယ်ဆိုလို့ရှိရင်ကြီးကြီးမားမားတဲ့ရန်မရှိဘူးဗျာရန်ရှင်းရန်နေလို့နေပါတယ်အခြေအိမ်နိုင်နဲ့ပတ်သက်လို့ရှိရင်တော့တရားနဲ့ပေါ်ပေါ်ကောင်းတဲ့ကိစ္စတွေကိုဖန်တီးရမယ်ကိုချစ်တူအိမ်တော်ဗန်နဲ့ပြောမယ်ဆိုလို့ရှိရင်အခုလိုကာလမျိုးမှာပို့ပြီးနောက်လက်မှုရရှိမယ်နှွေးမှုရရှိမယ်ပျော်ရွှင်မှုတွေရရှိမယ်သူနဲ့ကိုယ်နဲ့စီစဉ်ထားတဲ့ကိစ္စရပ်တွေအောင်မြင်မယ်ကိုယ့်ဘောအများကြီးနားလည်ပြီးမယ်အချစ်ခံမဲ့ကာလမျိုးရရှိလို့နေတယ်ဗျာကျမကြီးနဲ့ပတ်သက်ပြီးပြောမယ်ဆိုလို့ရှိရင်ကျမကြီးတော့မကောင်းဘူးဗျာစေချိုးစီတော့ဆေးရောက်ပုံစံမျိုးလေးဖြစ်တတ်တယ်ကျမကြီးတော့အထူးဂရုစိုက်ပါဗျာအလေးတံပြီးစိတ်ကျင်တဲ့လူတွေနဲ့အကောင်းဆုံးဒေးတံညွှန်ကြားပြဆိုရမယ်ဆိုလို့ရှိရင် တမန်တမွန်တော့ဆိုပြီးတနည်းပတိနှစ်ပတ်စိတ်ပေးပါဗျာလူကြီးမနဲ့ကြုံတွေ့နေရတဲ့ကျမ်းမာရေးစီးပွားရေးလူမျိုးငွေကြီးအချင်းအောင်ကြီးအညံ့ခိုက်တဲ့အားလုံးပြေပြုတ်တော့လို့ရေရနီးနဲ့တစ်ခုညွှန်ကြားပြဆိုပါမယ်ဆိုလို့ရှိရင်ကြာတာပရင်းနဲ့မနက်တိုင်းမှာဘာလို့ရမလဲဆိုလို့ရှိရင်ပါမုတ်ငါးလုံးကိုထောပတ်တုတ်တကြားလေးဖြူပြီးတော့မြတ်စွာဘုရားရှင်ကိုယ်တော်မကြီးမှာလှူဒန်းပြီးတော့သူတောင်းပါဒါဆိုလို့ရှိရင်လူကြီးမနဲ့ကြုံတွေ့နေတဲ့ညံ့ခိုက်တဲ့အားလုံးပြေပြုတ်တော့မှာပဲဖြစ်ပါတယ်ဗျာကျွန်တော်တော့ကောင်းစင်ပဲဖြစ်ပါတယ်ဗျာ